ကဲဒီနေ့ကတော့3ရက်မြောက်နေ့3ရက်စက်တိုင်အောင်ပွဲခံမဲ့17ရက်2လ2026ဘူဒဟူးနေပဲဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့ကနန်းတွေကိုကြီးစုနေကြသူတွေနဲ့ကန်ထူးခဲ့သူတွေအားလုံးဒီနေ့မှလည်းဆက်လက်ပြီးကန်ထူးကြအောင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာကဲဒါဆိုရင်ဒီနေ့အတွက်ကန်ထိုက်သူတွေစံနိုင်စေဖို့ထူးခြားတဲ့ကနန်းတွေကိုစတင်ပေးလိုက်ပါပြီဒီချာလေးလိုက်ကြည့်ပေးကြပါနော်6 3ညာ6 8 6နှစ်4 3ညာ4 8 4နှစ်ပါခုံ3ညာခုံ8ခုံနှစ်ပါတေးချောင်းနောက်တစ်ခေါက်ထပ်ပြောပေးပါမယ်ဗျာ6 3ညာ6 8 6နှစ်4 3ညာ4 8 4နှစ်ပါခုံ3ညာခုံ8ခုံနှစ်ပါဗျာဟုတ်ကဲ့ပါဒီကနန်းလေးတွေကိုထိုးတဲ့အခါမှာအာထိုးဖို့လည်းမမေ့ကြပါနဲ့အောင်နော်တနေ့ကိုအနည်းဆုံးတစ်ကြိမ်ပေါက်ဖို့ရည်ရွယ်ပြီးတွက်ချက်ပေးထားတာဖြစ်လို့ဂယုဒီဇိုင်းနဲ့လိုက်ထိုးပေးကြဖို့တိုက်တွန်းခြင်းပါတယ်ဗျာအားလုံးပဲထိုက်သူတွေစံတိုင်ကြပါစေအောင်ဝဲတွေဆက်ကြပါစေလို့ဆုတောင်းပေးရင်အားပေးဝန်းရံပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ